Fabulous ကာယကိုမလားရမလားကြမလားဆိုတဲ့ grammar lesson လေးကိုကြည့်လိုက်ကြရအောင်နော်အသက်ပါရင် ill ကာယနဲ့တွဲပြီးတော့အသက်မပါရင်တော့ real ကာယနဲ့တွဲရပါမယ်ခါသာသွားသည်အသက်မပါတဲ့အတွက်ကျမတို့ real ကာယနဲ့တွဲပြီးတော့ 갈ကာယသွားမလား 언제 갈까요 언제 갈까요ဘယ်တော့သွားမလဲ어디에 갈까요 어디에 갈까요ဘယ်ကိုသွားမလဲဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်영화 보러 갈까요 영화 보러 갈까요ရုပ်ရှင်သွားကြည့်ကြမလားရုပ်ရှင်ကြည့်ဖို့သွားကြမလားဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်먹다 싸디အသက်ပါနေတာဖြစ်တဲ့အတွက်ကျမတို့ ill ကာယနဲ့တွဲပြီးတော့ 먹을까요 싸မလား뭐 먹을까요 뭐 먹을까요 ဘာစားမလဲ점심 뭐 먹을까요 점심 뭐 먹을까요ညစာဘာစားမလဲဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်떡볶이 먹을까요 떡볶이 먹을까요 떡볶이စားကြမလား안다ထိုင်သည်သူလဲစောနာလိုပဲအသက်ပါနေရဖြစ်တဲ့အတွက် ill ကာယနဲ့တွဲပြီးတော့ 앉을까요ထိုင်ကြမလား여기 앉을까요ဒီမှာထိုင်ကြမလား어디 앉을까요ဘယ်မှာထိုင်ကြမလဲ저기 앉을까요 저기 앉을까요ဟိုမှာထိုင်ကြမလားဒီလိုမျိုး grammar သင်ခန်းစာလေးတွေကိုနေ့ရက် activity မှာဖြစ်တဲ့အတွက် follow လုပ်ထားဖို့မမေ့နဲ့နော်